ဖဆပလာကြီးလည်းစတင်ပြိုကွဲလာခဲ့ရပါတယ်။ဗမာပြည်ကွန်မြူနစ်ပါတီကနေအလန်နီပါတီဖြစ်ခွဲထွက်မှုကြောင့်ပါတီကွဲစိတ်ထိခိုက်ရတဲ့သခင်ဘဟင်ဟာကျမ်းမာရေးဆိုးဝါးလာပြီးမန္တလေးမိဘရထံပြန်ဆေးဝါးကုသခံနေရတော့ဆေးရုံတက်နေရတော့ပေါင်မုတ်ထုတ်လာတဲ့သတင်းစာဖြတ်ပိုင်းတွေကကွန်မြူနစ်ပါတီကိုဖဆပလာကြီးတွေကထုတ်ပယ်လိုက်ခြင်းသတင်းအမှတ်မထင်ဖတ်မိသွားရကအကြီးကျယ်စိတ်ထိခိုက်သွားရရှာပါတယ်။အဲဒီသတင်းကိုသိလိုက်ရတာဟာနိုဝင်ဘာလ19ရက်နေ့ပါ။နိုဝင်ဘာ20ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းမန္တလေးရောက်လာပြီးသခင်ဘာဟင်းကိုလူမမာလာကြည့်မယ်ဆိုတဲ့သတင်းသခင်ဘာဟင်းသိလိုက်ရတဲ့အခါငါသူ့ကိုမတွေ့ချင်ဘူးလာခွင့်မပေးပါနဲ့လို့သူဇနီးကိုတဖောက်ဖောက်ပြောရင်းတညလုံးမိတ်တော့ပဲစကားပြောတော့ပဲပြင်းပြင်းထန်ထန်ခြေကွဲနာကြီးခံစားသွားရင်နိုဝင်ဘာ20ရက်အာရုံတက်မှာကွယ်လွန်ဆုံးပါသွားရရှာပါတယ်။20ရက်နေ့ဗိုလ်ချုပ်အောင်ဆန်းရောက်လာတဲ့အခါမှာအလောင်းကိုပဲမြင်ခွင့်ရပါတော့တယ်။ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လည်းကြီးကြီးကွယ်ကွယ်ခံစားသွားခဲ့ရပါတယ်။ကွန်မြူနစ်ဆိုရှယ်လစ်ပြည်ပခါဟာဆိုရှယ်လစ်များကဖဆပလာဆိုတဲ့စီယုံရေးလက်နက်နည်းနဲ့ရောဖဆပလာဂျားပြတ်ဆိုရဆိုတဲ့အာနာလက်နက်နည်းနဲ့ရောအသုံးပြုတက်ခိုက်တဲ့အတွက်ဖဆပလာကွန်မြူနစ်ပြည်ပခါအတွင်ပေါ်လွင်ခဲ့ရပါတယ်။ကွန်မြူနစ်ပါတီကသူတို့ရဲ့မူလရှိပြီးမူအတိုင်းလယ်သမားထုံထုံတိုက်ပွဲစံလူပွဲအလုပ်သမားတပိတ်တိုက်ပွဲတွေကိုသက်ဆိုင်ရာတမကတွေကနေအင်္ဂလိပ်နယ်ချဲဆန့်ကျင်ရေးဖြစ်ဖော်ထုတ်ဆင်နွှဲပါတယ်။ဦးကျော်ငိမ့်ကပြည်ထောင်ဝင်ကြီးအာဏာကိုသုံးပြီးဖြိုဖျက်ဟန်တာနှိပ်ကွပ်ပါတယ်။နယ်ချဲသမားရဲ့စာအုပ်စဉ်ကြောင်ကြားကနေ POPA ခေါ်ပြည်သူ့ငြိမ်းဝန်းပြပြမှုထိန်းသိမ်းရေးအဥပဒေပုံမှန်5ကိုဖဆပလာဇွဲပေါ်ယူလာပြီးလက်နက်သဖွယ်အသုံးပြုခဲ့ပါတယ်။ဦးကျော်ငိမ့်နဲ့ပုံမှန်5ဟာခွဲမရအောင်ဖြစ်လာပါတယ်။ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဘရင်ကန်ရဲ့အမှုဆောင်ကောင်စီဆိုရအဖွဲ့တွင်ဝင်သွားရတဲ့အတွက်ဖဆပလာဌာနချုပ်ကိုသခင်နုကဦးစီးအုပ်ချုပ်နေပါတယ်။လွတ်လပ်ရေးဟာမြုပ်နေပြီးလွတ်လပ်ရေးတိုက်ပွဲဝင်ဖို့လက်နေနေရင်နိုင်ငံရေးကောင်းဆောင်မှုအဆင့်နေရာကွန်မြူနစ်လက်ထဲရောက်သွားနိုင်တယ်။လွတ်လပ်ရေးကိုကွန်မြူနစ်တွေကယူပေးတာဖြစ်ပဲဖဆပလာကယူပေးတာသာဖြစ်ချင်တယ်ဆိုတဲ့သဘောထားမြင်တဲ့ဦးနုကဦးကျော်ငိမ့်နဲ့ပေါင်းပြီးဗိုလ်ချုပ်အောင်ဆန်းစီအဆိုတစ်ခုတင်ပါတယ်။အဲဒီဆိုကတော့တစ်နှစ်တွင်ဗမာပြည်လွတ်လပ်ရေးကိုအင်္ဂလိပ်ကကြေညာပေးဖို့ကြေညာပေးရင်ဖဆပလာကိုယ်စားလှယ်တွေအစိုးရအဖွဲ့တွေတွင်ကနေနှုတ်ထွက်ပြီးအနုနီးနဲ့အာဏာဖီဆန်ဖို့ဖြစ်ပါတယ်။ပြည်ထောင်စုနယ်ချဲဆန့်ကျင်ရေးလွတ်လပ်ရေးအတွက်ဦးတီဂျိုးပန်းရဲ့နေရာမှာနိုင်ငံရေးအင်အားစုတွေကြားထဲမှာ1946ခုနှစ်အောက်တိုဘာလကစပြီးအယူဆနဲ့ရဲ့လမ်းစဉ်တွေရဲ့ဖြစ်ကွဲပြားစွာဖြစ်တည်ပေါ်ပေါက်လာခဲ့ပါတယ်။ဖဆပလာဖွဲ့ချုပ်ကြီးရဲ့ပေါင်းလဲပေါင်းမယ်တိုက်လဲတိုက်မယ်ကိုလိုနီစနစ်စန့်ကျင်လမ်းစဉ်နဲ့ကွန်မြူနစ်တို့ရဲ့ကိုလိုနီသမားများကိုလူထုလူဒန်းစားလှုပ်ရှားမှုများတိုက်ပွဲများနောက်ဆုံးမလွဲမရှောင်သာဖြစ်လာလျင်